အားလုံးပဲမင်္ဂလာပါတခြားနေ့ကနေပြန်လဲကြိုဆိုပါရစေကျွန်မကတော့မျိုးပါဒီခါမှလည်း GLPT M4 level ခန်းကြီးသင်ခန်းစာလေးတွေကိုတူတူလေ့လာတော့မှာပဲဖြစ်ပါတယ်ဒီနေ့လေ့လာမယ့်သင်ခန်းစာကတော့သင်ခန်းစာ7 lesson 12ရဲ့ခဆိုခုမိသားစုဆိုတဲ့အဓိပ္ပာယ်နဲ့ပတ်သက်တဲ့ခန်းကြီးလေးတွေကိုလေ့လာတော့မှာပဲဖြစ်ပါတယ်ပထမအဆုံးတွေ့ရမယ့်221လုံးမြောက်ကအိမ်ဆိုတဲ့ခန်းကြီးလေးပေါ့နော်ဒီမှာဆိုရင်အမိုးလေးရဲ့အောက်ထဲမှာဝက်ကလေးတစ်ကောင်မွေးထားတယ်ဒါဆိုရင်သူတို့အရေးပါတယ်လို့သူတို့သတ်မှတ်တဲ့တိရစ္ဆာန်လေးတွေကိုမွေးမြူထားတယ်ပေါ့နော်မွေးမြူထားတဲ့အဆောက်အအုံလေးဒါကိုအိမ်ဆိုတဲ့ပုံစံလေးနဲ့ကိုစားပြုသွားတယ်နော်ဒီခန်းကြီးရဲ့ဒီအောက်ပိုင်းလေးကဘူတရဲ့ခန်းကြီးလေးဝက်ဆိုတဲ့ခန်းကြီးလေးပေါ့နော်ပြီးတော့ဒီဘောကအိမ်အမိုးလေးနဲ့သူ့ကိုခဲချစ်လေးချစ်ကြည့်မယ်ဆိုရင်1 2 3 4 5 6ပေါ့နော်ပြီး9နဲ့10ကအလဲဝမ်းပိုက်တဲ့နဲ့ထွက်မယ်9 10ပြီး9နဲ့10အကြောကုန်းပတ်လေးမှာ9ပြီးမှ10ကပြန်ကန်ထွက်တဲ့ပုံစံလေးပေါ့နော်ဒါကအိမ်ဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်ခွန်ယောမီကအီရဲနဲ့ရအွန်ယောမီကခနဲ့ခဲကျဲမဲ့စကလုံးလေး၃လုံးရှိတယ်ဆိုတော့ပထမဆုံးတစ်လုံးကအီရဲအိမ်ပေါ့နော်တချို့နေရာတွေမှာလည်းဦးချီလို့အတန်ထွက်တာလည်းရှိပါတယ်ဒါဆိုရင်အိမ်ဆိုရင်ကိုယ့်ရဲ့မြင်ရတဲ့အိမ်လေးကိုအီရဲနဲ့သုံးမယ်ပေါ့နော်ဥပမာဝါတာရှိနိုအီရဲဝချီဆိုင်ဒတ်ဝါတာရှိနိုအီရဲဝချီဆိုင်ဒတ်ငါရဲ့အိမ်ကသေးတယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်နောက်တစ်လုံးကဂခဒီဂခကဒီအဲဆိုတဲ့ခန်းကြီးလေးသင်တော့တစ်ခေါက်သင်မှုတယ်နော်ဆိုတော့ဒီအီရဲဆိုတဲ့ခန်းကြီးလေးကတခြားခန်းကြီးလေးတွေနဲ့တွဲပြီးမှအနောက်ဆုံးမှပါလို့ရှိရင်သူက professional သို့မဟုတ်ပညာရှင်ဆိုတဲ့ပုံစံမျိုးလေးနဲ့သုံးတယ်ပေါ့နော်ဒီမှာတော့ဂခကပကြီးစရာသို့မဟုတ်ပကြီးပညာရှင်ပေါ့နော်ဥပမာခတယ်ဝယူမေနာဂခဒတ်သူကနာမည်ကြီးတဲ့လူသိများတဲ့ပကြီးပညာရှင်ဖြစ်တယ်ပကြီးစရာဖြစ်တယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်နော်နောက်တစ်ခုအီရဲခန်းကြီးလေးနဲ့အနောက်ကဦးချီအထဲမှာဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းပြီးတော့ခါနိုင်လို့တန်ထွက်တယ်ခါနိုင်ဒါဆိုအိမ်ရဲ့အထဲမှာဆိုပုံစံမျိုးလေးပေါ့နော်ဆိုတော့အိမ်ရဲ့အထဲမှာနေပေးတဲ့ကိုယ့်ရဲ့အမျိုးသမီးဇနီးတွေကိုခါနိုင်လို့ခေါ်တယ်ပေါ့နော်ဆိုတော့အခုခေတ်ဆိုရင်တော့စွတ်မာနဲ့ပို့ပြီးတော့သုံးပါတယ်ခါနိုင်ရကြတော့ဒီအရင်ခေတ်ကသုံးတဲ့အသုံးနှုန်းပုံစံမျိုးလေးပေါ့နော်နည်းနည်းရှေးရိုးဆန်တဲ့အသုံးနှုန်းလေးပေါ့ခါနိုင်ဝလျောလီကဂျောဆိုတာအမျိုးသမီးကဟင်းချက်တာတော်တယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်နော်နောက်ခုကကြတော့ EA ဆိုတဲ့ခန်းကြီးလေးနဲ့နောက်ကနေဝပန်းချန်ဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းပြီးတော့ခတ်သိန်းလို့တန်ထွက်သွားတယ်ပေါ့နော်ခတ်သိန်းရကြတော့အိမ်တောင်မိသားစုကိုပြောတာခါဆိုခုလိုမျိုးပဲပေါ့နော်ခတ်သိန်းဆိုတော့အိမ်တောင်မိသားစုဥပမာခရဲဝခတ်သိန်းယိုထိုင်းစစနိဆူရူဟီတိုဒတ်သူကကိုယ့်ရဲ့အိမ်ထောင်မိသားစုကိုအရေးတယူဂယုဆိုင်တတ်တဲ့သူမျိုးဖြစ်တယ်အဲ့လိုမျိုးသုံးလို့ရတယ်နောက်တစ်မျိုးအာကာရူခတ်သိန်းယိုခီဇုခီတိုင်းဒတ်ဒါဆိုရင်ပျော်ရွှင်စရာကောင်းတဲ့မိသားစုအိမ်ထောင်မိသားစုလေးကိုတိဆောက်ချင်တယ်အဲ့လိုမျိုးလေးသုံးမယ်ဆိုရင်ခတ်သိန်းနဲ့သုံးတယ်ပေါ့နော်သူကအိမ်ထောင်မိသားစုဆိုတဲ့အဓိပ္ပာယ်လေးနဲ့တက်ရောက်ပါတယ်ပြန်ပြောမယ်ဆိုရင်အီရဲဂခခါနိုင်ခတ်သိန်းပေါ့နော်ဒါဆိုဒီခန်းကြီးလေးကအိမ်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက်တစ်လုံးကိုလေ့လာရအောင်222လုံးမြောက်ကဆိုတော့ခဆိုခုရဲ့ဇုခုဆိုတဲ့စကားလုံးလေးကိုလေ့လာမယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်အလန်တိုင်းလေးပါတယ်ပြီးအောက်မှာမြားလေးနဲ့ဒါဆိုအလန်တိုင်းလေးရဲ့အောက်မှာလူတွေအများကြီးကဆွယုံပြီးတော့မှအမျိုးအနွယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးပုံစံလေးဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီဇုခုဆိုတာလေးကအမျိုးအနွယ်ဆိုတဲ့အဓိပ္ပာယ်လေးပါသူ့ကိုခဲချစ်လေးချစ်ကြည့်မယ်ခတ်တာဆိုတဲ့ခန်းကြီးလေးနဲ့တူတယ်နော်တဲ့နဲ့ပြီးဒီဘက်ကအကွေးလေးကိုရေးရေးမယ်3ပြီးတော့မှဒါလေးကိုဆွဲမယ်4ပြည့်ပြည့်လေးဆွဲလာမယ်4ပေါ့နော်ပြီးရင်5 6 9 10 9 10 11သူ့ရဲ့အွန်ယောမီကဇုခုဆိုရင်ကြက်မဲ့သုံးလုံးမှာခဆိုခုဆိုရင်မိသားစုပေါ့နော်ဥပမာအားဖြင့်ဝါတာရှိနိုခဆိုခုကဂွန်နင်းဒတ်ငါရဲ့မိသားစုဝင်တွေက9ယောက်ဖြစ်တယ်ငါရဲ့ family members တွေက9ယောက်ပေါ့နော်အဲ့လိုသုံးလို့ရတယ်နောက်တစ်မျိုးရှူမတ်ဇဝခဆိုခုတို့စုဂေါရှိမတ်ဒါဆိုရင် weekend စနေနေ့ငွေမှာ
မိသားစုတွေနဲ့ဖြတ်တန်းမယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်နော်ခါဆိုခုဒါဆိုရင်ခုနတော့ငါခါသေးနော်ခုနတော့ငါခါသေးနဲ့အခုခါဆိုခုနဲ့ဘာကွာလဲဆိုလို့ရှိရင်ဒီခါဆိုခုကြတော့မိသားစုဝင်ဆိုတဲ့အဓိပ္ပာယ်နဲ့ပို့ပြီးတက်ရောက်တယ်ပေါ့နော်တက်ရှိဒီအဖေအမေအဲ့လိုမိသားစုဝင်နေနဲ့ပို့ပြီးတက်ရောက်ပြီးတော့ခါသေးကြတော့သူကအိမ်ထောင်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဆိုတော့သူကအိမ်သို့မဟုတ် environment နဲ့ပို့ပြီးတော့အဓိပ္ပာယ်တက်ရောက်တယ်ဒါဆိုဒီနှစ်ခုရဲ့ကွဲပြားခြားနားချက်လေးကိုနားလည်မယ်လို့ထင်ပါတယ်နောက်ခုမင်းဆိုခုကကြောင့်လူမျိုးစုအနွယ်ပေါ့နော်その民族の歴史ဒါဆိုရင်ဒီလူမျိုးစုနွယ်ရဲ့သမိုင်းကြောင်းအဲ့လိုမျိုးလေးသုံးလို့ရတယ်日本人は非常に忙しい民族なんですဂျပန်လူမျိုးတွေကတကယ်ကိုမှပဲအလုပ်တွေများတယ်အလုပ်အရန်လုပ်တဲ့လူမျိုးစုနွယ်တွေဖြစ်တယ်အဲ့လိုမျိုးလေးသုံးလို့ရပါတယ်နောက်အရှိကမီစုဆိုတဲ့ခန်းကြီးလေးနဲ့တွဲပြီးတော့ဆွီဆိုကုကန်ဒါတိုရှော့ကန်တို့ဘာလို့မှသုံးတဲ့ကန်လေးเนาะဆွီဆိုကုကန်ဆိုလို့ရှိရင်ငါးပြားတိုက်နော်ဒီကန်ဆိုတာလေးကကြတော့အလိုပြားတိုက်တို့စာကြည့်တိုက်တို့အဲ့လိုမျိုးအဆောက်အဦအကြီးကိုသုံးတဲ့ဟာမျိုးပေါ့နော်ဆွီဆိုကုကန်ဆိုတာကအခွေရီယန်ငါးပြားတိုက်ဒါဆိုရင်ဆွီဆိုကုကန်တဲ့ဖန်ကင်အိုမီမက်စတာငါးပြားတိုက်မှာပင်ကွင်းကိုတွေ့ခဲ့တယ်အဲ့လိုမျိုးလေးသုံးလို့ရပါတယ်ပြန်ပြောမယ်ဆိုရင်ခါဆိုခုမင်းဆိုခုဆွီဆိုကုကန်ဒါဆိုရင်ဒီစကားလုံးလေးကအမျိုးအနွယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့စကားလုံးလေးပါနော်နောက်တစ်လုံးလေးလာရအောင်223လုံးမြောက်ဒါလေးကတော့အားလုံးသိတဲ့အတိုင်းဝါတာရှိရဲ့ခန်းကြီးလေးပေါ့နော်ဆိုတော့ဒီမှာစပတ်နှံလေးကိုစုခူးလာတဲ့လက်လေးထဲမှာထည့်ထားတယ်ဒါဆိုရင်ငါပိုင်တဲ့ဟာငါစုခူးခဲ့တဲ့ဟာငါရိတ်သိမ်းခဲ့တဲ့ဟာဆိုပုံစံမျိုးလေးနဲ့ဝါတာရှိဆိုတဲ့ခန်းကြီးလေးကဒီလိုဟာလေးကနေဖြစ်လာတယ်ပေါ့နော်ဝါတာရှိလေးကိုဆွဲကြည့်ရအောင်1နဲ့3 4 5ဒီအရှိဟာအမြဲတမ်းစပတ်နှံလေးကိုစားပြတယ်နော်5ပြီးဒီနောက်ကဟာလေးကိုဆွဲမယ်6 9နော်ဆိုတော့ခွန်ယောမီကဝါတာရှိဒါမှမဟုတ်ရင်ဝါတာခုရှိအွန်ယောမီကရှိဆိုတော့ဝါတာရှိနဲ့ဝါတာခုရှိကအဓိပ္ပာယ်တူတူပဲเนาะဝါတာခုရှိကပို့ပြီးတော့ယဉ်ကျေးတယ်ပေါ့เนาะကျွန်တော်သို့မဟုတ်ကျမဆိုတဲ့အဓိပ္ပာယ်ပေါ့နောက်ကကြတော့ဒီဝါတာရှိနဲ့အနောက်မှာဒီကောင်ကထာချိမတ်ရဲ့ခန်းကြီးလေးမတ်တက်ရက်တီဆိုတဲ့ခန်းကြီးလေးရယ်ပြီးလို့ရှိရင်ဒီနောက်ကဒိုင်ကကုဆိုတဲ့တက်ကတူဆိုတဲ့ခန်းကြီးလေးရယ်လေးလုံးပေါင်းလိုက်တယ်ရှီရစ်ဇဒိုင်ကကုဆိုတော့ကိုပိုင်ရက်တီထားတဲ့ကျောင်းဆိုပုံစံမျိုးလေးပေါ့နော်ပုဂ္ဂလိကကောလိပ်သို့မဟုတ်ပုဂ္ဂလိကတက္ကသိုလ်တွေကိုရှီရစ်ဇဒိုင်ကကုလို့ခေါ်တယ်ဒါဆိုရင်သူကအစိုးရတက္ကသိုလ်တွေထပ်ပို့ပြီးတော့ဈေးကြီးတယ်ပေါ့နော်ရှီရစ်ဇဒိုင်ကကုနိုဟီယောဝတာကိုင်ဒတ်ဒါဆိုရင်ပုဂ္ဂလိကကျောင်းတွေကဈေးကြီးတယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်နောက်ဒီဝါတာရှိဆိုတဲ့ခန်းကြီးလေးနဲ့နောက်ကစိတ်ခတ်ရှင်သန်နေထိုင်မှုဆိုတဲ့ဟာလေးနဲ့ဒါဆိုရင်သူ့ရဲ့အတန်ထွက်ကရှီစိတ်ကကိုပိုင်ဘဝပေါ့နော် private life ကိုပိုင်ဘဝအဲ့လိုမျိုးသုံးလို့ရတယ်ရှီကိုတိုရှီစိတ်ကနို balance ကထိုင်စစ်စစ်ဒါဆိုရင်အလုံးနဲ့ကိုယ့်ရဲ့ကိုပိုင်ဘဝရဲ့ balance မျှခြေကအရေးကြီးတယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်နော်ဆိုပြန်ပြောမယ်ဆိုရင်ဝါတာရှိသို့မဟုတ်ဝါတာခုရှိရှီရစ်ဇဒိုင်ကကုရှီစိတ်ခတ်ဒါဆိုဒီစကားလုံးလေးကဝါတာရှိကျွန်တော်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပေါ့နော်ကျွန်တော်သို့မဟုတ်ကျမနောက်ထပ်224လုံးမြောက်ကကိုပတ်တာကိုဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်ဒီမှာနှာခေါင်းပုံစံလေးပေါ့နော်ဆိုတော့ငါလို့ပြောချင်လို့ရှိရင်ကိုယ့်ရဲ့နှာခေါင်းလေးကိုယ့်ရဲ့လက်ညှိုးလေးနဲ့ထိုးပြီးပြောတတ်တယ်လေငါကိုငါလို့ပြန်ပြောတဲ့အခါမှာနှာခေါင်းလေးကိုလက်ညှိုးလေးနဲ့ထိုးတတ်တယ်အဲ့ဟာလေးကိုမိညံပြီးတော့ဒီလိုမျိုးလေးရေးလိုက်တာပေါ့နော်သူ့ကိုခဲချစ်လေးဆွဲကြည့်မယ်ဆိုရင်1နဲ့3 4 5 6နော်ခွန်ယောမီကမီဇုခါရာအွန်ယောမီကဂျီနဲ့ရှိဆိုတော့အွန်ယောမီလေးတွေပဲသုံးရတာများတယ်ဒီ example ထဲမှာဆိုတော့ဂျီဘွန်ဆိုရင်ကိုယ်တိုင်သို့မဟုတ်ကိုယ်ပိုင်ပေါ့နော်ဥပမာဂျီဘွန်နိုအီကန်ဒါဆိုရင်ကိုယ့်ရဲ့ကိုယ်ပိုင်အမြင်ကိုယ့်ရဲ့ကိုယ်ပိုင် idea ပေါ့နော်နောက်ဂျီဘွန်နိုဟဲရဒါဆိုရင်ကိုယ့်ရဲ့ကိုယ်ပိုင်အခန်းအဲ့လိုမျိုးသုံးလို့ရတယ်ဂျီဘွန်တဲ့ရတဲ့ကူဒါဆိုင်ဒါဆိုရင်ကိုယ့်ဘာသာကိုလှုပ်လိုက်ပါအဲ့လိုမျိုးလေးဆိုရင်ဂျီဘွန်နဲ့သုံးပါတယ်
နောက်ခုဂျီဒိုတို့ဟာဒီကောင်ကဥခေါခိမတ်ရဲ့ခန်းကြီးလေးကနေလာတယ်ဆိုတော့ဂျီဒိုဆိုလို့ရှိရင်အလိုလျောက်လှုပ်ရှားတော့ပေါ့နော်ဒိုးဟာနဲ့သုံးလိုက်တာဖြစ်တဲ့အတွက်အလိုလျောက်အပိတ်အဖွင့်လုပ်တယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဂျီဒိုတို့ဟာဒါဆိုရင်အော်တိုတကားတွေအခီနီဝဂျီဒိုတို့ဟာကအာဒီမတ်ဒါဆိုယထာဘုဒ္ဓတွေမှာအော်တိုတကားတွေအဖွင့်ပိတ်လုပ်တဲ့တကားတွေရှိတယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်နောက်ခု GU ကကြလွတ်လပ်ခြင်းလွတ်လပ်မှုပေါ့နော်ဆိုရင် तू ကတလုံးနဲ့ဆိုရင် noun အနေနဲ့လည်းသုံးတယ်တခါကျရင် na adjective ပုံစံလေးနဲ့လည်းသုံးတယ်เนาะအနောက်မှာ na လေးလိုက်ပြီးတော့ဥပမာ GU na sei ka ဆိုလို့ရှိရင်လွတ်လပ်တဲ့ဘဝရှင်သန်မှုပေါ့အဲ့လိုမျိုးသုံးလို့ရတယ်เนาะ GU na sei ka က she time thus လွတ်လပ်တဲ့ရှင်သန်နေထိုင်ခြင်းပဲနေခြင်းနဲ့အဲ့လိုမျိုးလေးနောက်တစ်ခု gaku sei wa dare de mo GU ni toshokan o rio de kiru ဒါဆိုရင်ကျောင်းသားဆိုရင်ဘယ်သူပဲဖြစ်ဖြစ်လွတ်လပ်စွာစာကြည့်တိုက်ကိုအသုံးပြုလို့ရတယ်အဲ့လိုမျိုးလေးသုံးလို့ရပါတယ်နောက်တစ်လုံးကရှီဇန်နဲ့ရှီဇန်ကကြတော့ nature တဘာဝပေါ့နော်ဆိုရှီဇန်ကဥတုခုရှိဒါဆိုရင်တဘာဝတရားကြီးလှပါတယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်ခရဲဝရှီဇန်ကစကီဒါခရာယောခုကိုဝနီအခုသူကတဘာဝတရားကြီးကိုချစ်တဲ့အတွက်အမြဲတမ်းဒီပန်းချန်နေပေါ့နော်ပန်းချန်နေဥယျာဉ်တွေကိုတွားလေးရှိတယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်နော်ရှီဇန်ရိုးလေးပဲတဘာဝအတိုင်းပဲလို့ပြောခြင်းရှီဇန်လို့သုံးလို့ရပါတယ်ဒါဆိုရင်ဂျီဘွန်ဂျီဒိုတို့ကဂျီယူရှီဇန်ဒါဆိုရင်ကိုတိုင်းကိုဘာသာကိုဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက်ထပ်225လုံးလေ့လာရအောင်ဒါမိဘဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပေါ့နော်ဒီမှာဆိုရင်မျက်လုံးလေးပါမယ်ဒီဘက်မှာဆိုလို့ရှိရင်လူပုံစံလေးလည်းပါမယ်ဒီဘက်မှာဓားလေးနဲ့ပြီးအောက်မှာတစ်ပင်လေးဒါဆိုရင်ဓားနဲ့ဆိုတော့နာကျင်တာပဲရှိတယ်ပေါ့နော်နာကျင်တာတို့စိုးရင်ရတဲ့ဟာတို့ကိုတဲ့အမြဲတမ်းမျက်လုံးလေးနဲ့ကြည့်ရှုပေးနေတဲ့လူတရားပေါ့နော်ဒါဆိုရင်အဲ့ဒါကကိုယ့်ရဲ့မိဘပြောတာပေါ့နော်မိဘဆိုတဲ့ခန်းချင်းလေးကိုခဲချစ်ရေးကြည့်ရအောင်1 2 3 4 5 6 9 10 9ပြီးရင်10 11 12 13 14ဒါကညလုံးရဲ့ခန်းကြီးလေးเนาะပြီးရင်15 16ကကျတော့လူရဲ့အတူကောက်လေးပေါ့เนาะ15 16ဒါကလူဆိုတဲ့ hito ဆိုတဲ့ခန်းကြီးလေးရဲ့အတူကောက်လေးကိုဒီဟာလေးနဲ့ကိုးစားပြုလိုက်တယ်เนาะဒါဆိုရင်နာကျင်မှုတွေကိုအမြဲတမ်းကြည့်ရှုပေးပြီးတော့မှဂရုတစိုက်ရှိရလူပေါ့သူရဲ့ခွန်ယောမီကအိုရဒါမှမဟုတ်ရှင်ရှီတာရှီအွန်ယောမီကရှင်ကျဲမဲ့စကလုံးလေးလေးလုံးမှာအိုရဆိုရင်မိပါပေါ့နော်ဝါတာရှိနိုအိုရဝတိုတေမိုခီဘီရှိခတ်တာဒက်ငါရဲ့မိပါတွေကအရင်ပဲစီကန်တင်ချက်လွန်နေအဲ့လိုမျိုးလေးသုံးလို့ရတယ်နောက်တစ်ခုကဟာဟာအိုရဒီရှိရဟာဟာကအမေဆိုတဲ့ခန်းကြီးလေးဆိုတော့နောက်ကအိုရနဲ့တွဲထားလို့ရှင်မိခင်ပေါ့နော်ဆိုတော့ဟာဟာနဲ့ဟာဟာအိုရကအထိပ္ပယ်အတူတူပါပဲနော်母親は私をいつも助けてくれるမေမေကငါ့ကိုအမြဲတမ်းပဲကူညီပေးတယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်နောက်ခုရှင်ဆက်ဆိုတာက kind ပေါ့နော်တနာကျင်တာတတ်တယ်အဲ့တော့အနာတာနိုခါဆိုခုကရှင်ဆက်တဲ့နေရဲ့မိသားစုဝင်တွေကကျင်တာတတ်တယ်နော်အဲ့လိုမျိုးလေးသုံးလို့ရတယ်နော်နောက်ခုရှီတာရှိကကျတော့ adjective လေးသူကကျတော့တငယ်ချင်းတွေမှာသုံးတယ်ယင်းနီတော့သုံးဖို့နီကတ်တော့ပေါ့နော်ရှီတာရှိယူချင်းဒါဆိုရင်ယင်းနီတဲ့မိတ်ဆွေခရတာဝဝတရှိတာချီနိုမိုတိုမိုရှီတာရှိထိုမိုတာချီတာဆိုရင်သူတို့တွေကငါတို့ရဲ့အရင်အဆုံးတငယ်ချင်းတွေဖြစ်တယ်အဲ့လိုမျိုးလေးသုံးလို့ရပါတယ်ပြန်ပြောမယ်ဆိုရင်အိုယာဟာဟာအိုယာရှင်ဆက်စနာရှီတာရှိဒါဆိုရင်မိဘဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက်ထပ်တစ်လုံး226လုံးမြောက်ကကြတော့လျော boat ပေါ့နော်နှစ်ဖက်စလုံးဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပါဒီမှာဆိုချိန်ခွင်လေးရှိတယ်ဒါဆိုချိန်ခွင်ရဲ့နှစ်ဖက်စလုံးဆိုတဲ့ပုံစံမျိုးလေးပေါ့နော်သူ့ကိုခဲချစ်လေးချစ်ကြည့်ရအောင်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်6ချက်ပေါ့နော်အုံယောမီကလျောပေါ့နော်ဒါဆိုရင်ကြက်မဲ့လေးလုံးလေးမှာလျောရှင်ဒါ
ဒါခုနကတော့အိုရဆိုတဲ့ခန်းကြီးလေးနဲ့လျောလေးနဲ့ပေါင်းပြီးတော့လျောရှင်ဒါဆိုရင်မိဘနှစ်ပါးပေါ့နော် both parents ဆိုတဲ့ပုံစံမျိုးလေးပေါ့ကိုယ့်ရဲ့အဖေနဲ့ကိုယ့်ရဲ့အမေဆိုရင်လျောရှင်ni ai ni kai edimas မိဘနှစ်ပါးကိုတွေ့ဖို့ရန်လို့ငါပြန်မယ်ပေါ့နော်ဒါဆိုရင်ကိုယ့်ရဲ့နယ်ကိုပြန်တာတို့ကိုယ့်ရဲ့နိုင်ငံကိုပြန်နေဆိုတဲ့ပုံစံမျိုးလေးပေါ့နော်လျောရှင် ni ai ni kai edimas နောက်ခုလျောဟိုကကြောင့်နှစ်ဖက်စလုံးနှစ်ဦးစလုံးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ခရဲဝလျောဟိုနိုချင်းမူအို orange damas သူကအသင်းနှစ်ဖက်စလုံးကိုအားပေးနေတဲ့နှစ်ဖက်အသင်းလုံးကိုအားပေးနေဆိုပုံစံမျိုးလေးပေါ့နော်လျောဟိုဥမာနောက်တစ်ခုကこのレストランではカードも現金も両方使えますဒါဆိုရင်ဒီ restaurant မှာဒီစားတောက်ဆိုင်မှာကတ်ကောငွေသားရောနှစ်ခုစလုံးအသုံးပြုနိုင်တယ်အဲ့လိုမျိုးလေးဆိုလဲလျောဟိုလို့သုံးပါတယ်နောက်ခုလျောတဲဆိုတာလက်เนาะဆိုတော့လျောတဲဆိုရင်လက်နှစ်ဖက်ပေါ့เนาะလက်ဘယ်နဲ့ညာနဲ့အဲ့ဒါပြောတာပေါ့ဥပမာလျောတဲကိုအာဂဲတဲဒါဆိုရင်လက်နှစ်ဖက်ကိုမြှောက်လိုက်အဲ့လိုပုံစံမျိုးလေးပေါ့เนาะနောက်လျောကရဲ့ဆိုတာကကြတော့ currency exchange ငွေကြေးလဲတာပေါ့เนาะဟိုမှာဒေါ်လာကနေကျပ်ငွေဒါမှမဟုတ်ကျပ်ငွေကနေဒေါ်လာအဲ့လိုမျိုးလဲတာကိုလျောကရဲ့လို့သုံးတယ်ဒါဆိုလို့ရှိရင်လျောကရဲ့ steindas ကဒါဆိုရင်ငွေလဲခြင်းလို့အဲ့လိုမျိုးပေါ့เนาะဘာမှလဲလို့ရမလဲအဲ့လိုမျိုးလေးဆက်ပြီးတော့မေးလို့ရတယ်ဒါဆိုလို့ရှိရင်လျောရှင်လျောဟိုလျောတဲလျောကအဲဒါဆိုနှစ်ဦးနှစ်ဖက်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက်ထပ်228လုံးမြောက်ကကြတော့အကိုကြီးဆိုတဲ့ခန်းကြီးလေးပေါ့နော်ပါဇက်ပေါက်လေးပါတယ်လူပါတယ်ဒါဆိုလို့ရှိရင်ကိုယ်ကိုအမြဲတမ်းသွန်သင်ပြီးတော့ပြပြနေတဲ့လူဆိုပြီးတော့မှတ်လိုက်လို့ရတယ်ပေါ့နော်သူ့ကိုခဲချစ်လေးချစ်ကြည့်မယ်ဆိုရင်အပေါ်ကခုချီရဲ့ခန်းကြီးလေးကိုရေးမယ်1နဲ့3ပြီးအောက်ကလူကိုကိုစားပြုတဲ့ခန်းကြီးလေး4 5ပေါ့နော်ခွန်ယောမီကအနီအွန်ယောမီကခဲနဲ့ကျော်ဒါဆိုရင်အနီဆိုတာကိုယ့်ရဲ့အကိုကိုနန်စားသုံးခြင်းအနီလို့သုံးလို့ရတယ်ပေါ့နော်ဝါတရှိနိုအနီဝအီရှာဒက်ငါရဲ့အကိုကဆရာဝန်ဖြစ်တယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်နောက်ခုအိုနီဆန်ဆိုရင်ကိုယ့်ရဲ့အကိုကိုလှမ်းခေါ်ခြင်းတဲ့အခါမှာအိုနီဆန်အဲ့လိုလှမ်းခေါ်လို့ရတယ်နောက်ပြီးသူတစ်ပါးရဲ့အကိုနန်စားသုံးခြင်းလဲအိုနီဆန်လို့သုံးလို့ရတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ခနိုဂျောဝဝါတရှိယိုအိုနီဆန်နိယောကရှ်တဲ့ခူရတာဒါဆိုရင်ကောင်မလေးကကျွန်တော်ကိုသူ့ရဲ့အကိုနဲ့မိတ်ဆက်ပေးခဲ့တယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်နော်အာနီအိုနီဆန်ဒါဆိုရင်အကိုကြီးဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နောက်228လုံးမြောက်ကြတာညီလေးပေါ့နော်ကိုထက်အငယ်မောင်လေးသုံးဖို့ညီလေးကိုဒီခန်းကြီးလေးနဲ့သုံးတယ်ဒီမှာဆိုရင်ဒုတ်တိုင်လေးတစ်ခုရှိမယ်ပြီးအဝတ်ကလေးပတ်ထားတယ်ပေါ့နော်ဆိုတော့ဒီဒုတ်တိုင်လေးကကြတော့lower level ပေါ့နော်ဒီညီကိုမောင်နှမတွေမှာအောက်မှာရှိရဲဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်အဲဒီ lower level ဒုတ်တိုင်လေးမှာအဝတ်ကလေးပတ်ထားရဲဆိုပုံစံမျိုးလေးပေါ့အခန်းကြီးလေးကိုချစ်ကြည့်ရအောင်1နဲ့3 4 5ကြာတစ်ခါဆွဲမယ်နော်ဒီအောက်ထိဆွဲလာပြီးမှ5ပြီးတော့မှအလဲတက်ကနေ6ပြီး9ခွန်ယောမီကအိုတိုတိုအွန်ယောမီကဒိုင်ပေါ့နော်ဆိုတော့ jam mask ကလုံးနှလုံးမှာ auto ဆိုရင်မောင်လေးသို့မဟုတ်ညီလေးပေါ့နော်ဘုကူက auto 一緒の部屋で暮らしていますကျွန်တော်ကညီလေးနဲ့အခန်းတူတူနေတယ်ဆိုပုံစံမျိုးလေးပေါ့နော်ကျော်တိုင်ကကြတော့ဒီမှာခုနကတော့အနီဆိုတဲ့ခန်းကြီးလေးနဲ့အခုauto ဆိုတဲ့ခန်းကြီးလေးနဲ့တွဲလိုက်ပြီးတော့ကျော်တိုင်ဖြစ်သွားတယ်ဆိုတော့ညီအကိုပေါ့နော်ဝါတရှိနီဝကျော်တိုင်ကဆန်နေ imas ကျွန်တော်မှာညီကို3ယောက်ရှိတယ်အဲ့လိုမျိုးလေးသုံးလို့ရပါတယ်ဆိုရင် auto နဲ့ကျော်တိုင်ညီလေးသုံးဖို့မောင်လေးဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်နောက်229လုံးမြောက်ကကြတော့အမကြီးဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပေါ့နော်မမသုံးဖို့အမကြီးပေါ့ဆိုတော့ဒီဘက်မှာအမျိုးသမီးပုံစံလေးပါမယ်။ Onna ဆိုတဲ့ခန်းကြီးလေးပါမယ်။ပြီးဒီဘက်မှာလည်းခုနလိုပဲเนาะ။ဒုတ်ကလေးတစ်ခုဝင်ရိုးလေးတစ်ခုမှာအဝတ်ကလေးပတ်ထားတယ်။ဒီဝင်ရိုးကျတော့သူကခုနလိုမျိုး lower level ပေါ့နဲ့သူကကျတော့ upper level ပေါ့เนาะ။အပေါ်မှာရှိတဲ့မောင်နှမတွေကြားထဲမှာအပေါ်မှာရှိရဲဆိုတဲ့အဓိပ္ပာယ်နဲ့ဒီဝင်ရိုးလေးမှာအဝတ်ကလေးပတ်ထားရဲဆိုပုံစံလေးပေါ့။ဘေးနားမှာအမျိုးသမီးဆိုတဲ့ Onna ဆိုတဲ့ခန်းကြီးလေးကိုရေးမယ်။1နဲ့3ပြီးပြီးနားမှာ4 5 6 9 10ကတက်လေးဆိုမယ်နော်10ဆို
ဆိုတော့ဒီဟာလေးကတိုရှိဆိုတဲ့ခန်းကြီးလေးနဲ့တူရယ်နော်ဆိုတော့ဒါကအမဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်ခွန်ယောမီကအနဲ့အွန်ယောမီကရှိဆိုတော့အနဲ့ဆိုရင်ကိုယ့်ရဲ့အမကိုပြောတာပေါ့နော်ကိုယ့်ရဲ့အမကိုနန်းစားသုံးခြင်းအနဲ့ပါအနဲ့ဝါလျောလီကချောစုသက်မမကဟင်းချက်တာတော်တယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်နော်။အိုနဲ့ဆန်ကြတော့သူကဒီမှာဒီနှစ်ခုတည်းအတန်တော့မပါဘူး special အတန်တော့လေးဖြစ်သွားတယ်။ဆိုတော့အိုနဲ့ဆန်ကြတော့ကိုယ့်ရဲ့အမကိုလှမ်းခေါ်လိုက်တဲ့အခါမှာအိုနဲ့ဆန်မမကြီးအဲ့လိုလှမ်းခေါ်လို့ရတယ်။နောက်တစ်ခုကသူတစ်ပါးရဲ့အမကိုနန်းစားသုံးခြင်းနဲ့အိုနဲ့ဆန်နဲ့သုံးတယ်နော်။ဒါဆိုရင်ဟာဂျီမဲတဲ့ခီမီနီယာတာတိုခိခီမီယိုခီမီနိုအိုနဲ့ဆန်တို့မချီကရဲ့တာမင်းကိုပထမဆုံးတွေ့တဲ့ချိန်တုန်းကမင်းနဲ့မင်းရဲ့အမကိုမှားသွားတယ်လူမှားတယ်လို့ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးသုံးလို့ရတယ်ဒါဆိုရင်အနဲ့နဲ့အိုနဲ့ဆန်ဆိုမမအဓိပ္ပာယ်လေးနဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်ဒါဆိုနောက်ဆုံးတစ်လုံးကညီမလေးဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပေါ့နော်ဆိုခုနလိုပဲအမျိုးသမီးဖြစ်တဲ့အတွက်အရှိမ honor လေးကတော့ပါမယ်နောက်ဒီစကားလုံးလေးရဲ့အဓိပ္ပာယ်ကကျတော့သူကတခုခုမတိုင်သေးဘူးပေါ့နော်အရွယ်တခုမတိုင်သေးဘူးတခုခုအချိန်မရောက်သေးဘူးဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပေါ့သူတို့နှစ်ခုကိုတွဲလိုက်ပြီးတော့ညီမလေးဆိုဖြစ်သွားတယ်ပေါ့နော်သူ့ခက်ချစ်လေးချစ်ကြည့်မယ်ဆိုလို့ရှိရင်ခုနလိုပဲ honor လေးကိုရေးမယ်1 2 3ပေါ်တစ်ချောင်းကတိုးမယ်အောက်တစ်ချောင်းနည်းနည်းလေးရှည်မယ်4 5ပေါ့နော်ဒီတက်တက်လေးဆွဲလာမယ်6 9 10ဆိုခွန်ယောမီကအီမိုတိုအွန်ယောမီကမိုင်းဆိုအီမိုတိုဆိုရင်ညီမလေးကိုယ့်ရဲ့ညီမလေးကိုနန်းစားသုံးခြင်းအီမိုတိုပေါ့နော်ဝါတရှိနိုအီမိုတိုဝါတိုတဲမိုရဆာရှိဒတ်ငါညီမလေးကအရင်မဲ့သဘောကောင်းတယ်ကျင်နာတတ်တယ်ပေါ့နော်နောက်တစ်ခုကကျရှီမိုင်းကကျတော့ခုနတော့ကအနယ်ဆိုတဲ့ခန်းကြီးလေးနဲ့အခုအီမိုတိုဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းပြီးတော့ရှီမိုင်းဖြစ်သွားတယ်ညီအမတွေပေါ့နော်ဝါတရှိတာချီဝါရှီမိုင်းဆန်နေတဲ့ခီစာတန်ဟာဂျီမေတာဆိုတော့ကျမတို့ကညီမ3ယောက်ထဲနဲ့ကော်ဖီဆိုင်လေးကိုစပြီးတော့ဖွင့်ခဲ့တယ်ဆိုပုံစံမျိုးလေးပေါ့နော်ရှီမိုင်းကညီအမနောက်ခုကရှီမိုင်းတိုရှိဆိုတော့ရှီမိုင်းဆိုတာကညီအမတိုရှိဆိုတာကမြို့ပေါ့နော်မြို့သုံးပုံမြို့တော့ဒါဆိုလို့ရှိရင်ရှီမိုင်းတိုရှိဆိုတော့ sister city ဖြစ်သွားတယ်ပေါ့နော်ပြောချင်တာကတော့ partner မြို့ပေါ့ဥမာဒီမြို့နဲ့ဒီမြို့ကယဉ်ကျေးမှုအရာဖြစ်စေစီးပွားရေးအရာဖြစ်စေသူတို့ကအချိတ်ဆက်ရှိတဲ့အသွားလာရှိတယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်ဥပမာဆိုရှင်အိုဆာကာဝဆန်ဖရန်စစ္စကိုနိုရှီမိုင်းတိုရှိဒတ်ဒါဆိုရင်အိုဆာကာမြို့ကဆန်ဖရန်စစ္စကိုမြို့ရဲ့ပါတနာမြို့ဖြစ်တယ်ဆိုတော့စီးပွားရေးရကုန်သွယ်တာဖြစ်ဖြစ်ယဉ်ကျေးမှုရဖလှယ်တာဖြစ်ဖြစ်ပါတနာမြို့သုံးတာပေါ့နော်ဒါဆိုရင်အီမိုတိုရှီမိုင်းတိုရှိဒါဆိုရင်ဒီခန်းကြီးလေးကညီမလေးဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ရဲ့ခန်းကြီးသင်ခန်းစာ10လုံးလေးကတော့ဒီမှာပဲဖြစ်ပါတယ်အားလုံးပဲနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုပေးရတော့လည်းအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်သင်ခန်းစာတွေမှာလည်းတူတူပြန်တွေ့ကြမယ်နော်それではまた次の動画で会いましょうバイバイ